အားလုံးပဲမင်္ဂလာပါ IS New မှာကြိုဆိုပါရစေဒီကနေ့မှာတော့ ICJ မှာရှောက်လဲချက်ပေးနေတဲ့မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ Mr. Christopher ရဲ့ ICJ ရှေ့မှောက်မှာပထမဆုံးရှောက်လဲချက်တွေကဘာတွေလဲဆိုတာကိုကျွန်တော်တို့ IS New ကတင်ပြပေးသွားမှာဖြစ်ပါတယ် ICJ ကပြစ်မှုဆိုင်ရာတရားရုံးမဟုတ်ဘဲနိုင်ငံအချင်းချင်းအငြင်းပွားမှုတွေကိုဖြေရှင်းပေးရတဲ့အပြည်ပြည်ဆိုင်ရာတရားရုံးဖြစ်ပါတယ်ဂမ်ဘီယာရဲ့တင်ပြချက်တွေဟာ Genocide Convention အောက်မှာအခြားနိုင်ငံအတွက်ဆွဲဆိုတဲ့ပထမဆုံးသောအမှုဖြစ်ပါတယ်။နောက်တစ်ချက်ကတော့လူမျိုးတုံးတပ်ဖြတ်မှု genocide ဆွဆွဲချက်ကအလွန်လေးနက်တဲ့ဆွဆွဲချက်ဖြစ်ပြီးတော့ဆွဲဆိုတဲ့ဂမ်ဘီယာနိုင်ငံဟာတပ်တွေခိုင်ခိုင်လုံလုံနဲ့ပြသနိုင်ရမယ်လို့ပြောဆိုထားပါတယ်။ဂမ်ဘီယာရဲ့တင်ပြချက်များဟာARSA အကြမ်းဖက်အဖွဲ့ရဲ့2016-2018ခုနှစ်များအတွင်းရခိုင်ပြည်နယ်မှာရှိတဲ့မြန်မာလုံခြုံရေးတပ်စခန်းတွေကိုတိုက်ခိုက်မှုအပါအဝင်အဓိကဖြစ်စဉ်တွေကိုတမင်တကာခြံလှပ်ထားခဲ့ပြီးတော့လုကြံဖန်တီးလီဆယ်မှုအားလုံးကို Genocide Convention နဲ့မရမကချိတ်ဆက်ထားတာကိုလည်းတွေ့ရပါတယ်တဲ့ဂမ်ဘီယာရဲ့အဓိကအားထားပြီးတော့ရှောက်လဲသွားတာကတော့ FFM အစီရင်ခံစာဟာတစ်ဖက်သက်ကောက်ယူထားတဲ့တပ်တွေခံချက်တွေပေါ်မှာအခြေခံထားပြီးတော့တရားရုံးရဲ့စံနှုန်းများနဲ့အညီစီစစ်ထားခြင်းမရှိဘူးဆိုတဲ့အတွက်ယုံကြည်စိတ်ချရတဲ့တပ်တွေအထောက်ထားလို့မတတ်မှတ်နိုင်ပါဘူးတဲ့မြန်မာနိုင်ငံဟာအကြမ်းဖက်မှုတွေကိုတုံ့ပြန်ခြင်းသာဖြစ်ပြီးတော့ရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလီလူမျိုးများအားကျမ်းမာရေးပညာရေးစားနပ်ရိက္ခာအကူအညီများဆက်လက်ပေးအပ်လျက်ရှိပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်းပြန်လည်လက်ခံနိုင်ရေးတွေဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း Mr. Christopher ကပြောဆိုခဲ့ပါတယ် ICJ က Genocide Convention Article 9 အရစီရင်ပိုင်ခွင့်ရှိပါတော့လဲဂမ်ဘီယာရဲ့တင်ပြချက်များလူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာဥပဒေအတိတ်ပဲဖွင့်ဆိုချက်နဲ့ကိုက်ညီမှုရှိမရှိဆိုတဲ့ဟာကိုဂရုတစိုက်နဲ့စီစစ်ပေးသင့်ပါတယ်တဲ့ဆွဲဆိုမှုတွေဟာခိုင်မာစွာတပ်တည်ပြနိုင်ဖို့လဲလိုတယ်လို့ Mr. Christopher ကဆက်လက်တင်ပြသွားခဲ့ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့မြန်မာနိုင်ငံအနေနဲ့ Genocide Convention ကိုလိုက်နာပြီးတော့ဂမ်ဘီယာရဲ့ဆွဲဆိုချက်များသည့်လုံလောက်တဲ့တပ်တည်အထောက်အထားမရှိဘဲနိုင်ငံရေးအရာတမင်သက်သက်ချိတ်ဆက်တင်ပြထားခြင်းသာဖြစ်ကာတရားရုံးအနေနဲ့ထိုဆွဲဆိုချက်တွေကိုပယ်ချရပါမယ်လို့ Mr. Christopher ကခိုင်ခိုင်မာမာနဲ့တုတ်ပြန်ပြောဆိုသွားပါတယ်ခင်ဗျာအခုလိုနားဆင်ပြတဲ့အတွက် IS New မှာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ